ဒါပါဒီနေ့ကတော့သမင်းကြော်စားတာဖြစ်ပါတယ်ကဲစားမယ်သမင်းကြော်စားတာဖြစ်ပါတယ်ဒီနေ့တော့သမင်းကြော်ပါတယ်စားကြပါရှယ်ပဲစားကြပါစက်သားလေးနဲ့ရှယ်ပဲပါကလေးစားရအေးပိုက်စားနေလို့ဘာမှပြောမထွက်စားသူကကျွန်တော်စားပြီးတော့သမင်းကြော်သားတယ်စက်သွန်ဖြူပါတယ်စက်သွန်နေပါတယ်အဲ့ဒါအနက်တော့အဲ့ဒီချက်မှာသွားတိုက်မမေ့နဲ့ဟုတ်စားတယ်ကိုအညစ်တေပတ်စမ်းမှာမကြံရအောင်ပေါ့နော်အဲ့ဒါကိုကျွန်တော်သွားတိုက်မမေ့နဲ့ကျွန်တော်တို့သွားတိုက်မယ်ဆိုရင်တော့ဘာသွားတိုက်စေတုံးရမလဲသွားတိုက်တန်ရောသွားတိုက်စေရောပါဘယ်လိုပဲတာတုံးလို့အဆင်ပြေလဲကျွန်တော်တုံးနေတဲ့သွားတိုက်စေနဲ့သွားတိုက်တန်ပြပါမယ်ပါတယ်ဆိုလိုရန်ကုမ္ပဏီကထောက်ထားတဲ့စမိုင်းအောင်သွားတိုက်စေပါနော်ဒီမှာစမိုင်းအောင်သွားတိုက်စေဒါစမိုင်းအောင်သွားတိုက်တန်ပါတယ်ကျွန်တော်တို့စားရတဲ့အညစ်အကြေးတွေရှင်းထုတ်ပေးနိုင်ဖို့ဒီသွားတိုက်စေလဲလိုအပ်တယ်သွားတိုက်တန်လဲလိုအပ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အဓိကတော့သွားနာနေတဲ့သူတွေသွားကျဲနေတဲ့သူတွေကျွန်တော်တို့အပူလည်းစားမရဘူးအေးလည်းထိမရဘူးသွားကျဲနေတယ်နော်ရေလည်းတောက်မရဘူးသွားကျဲနေတယ်ဆိုရင်ဒီသွားတိုက်စေကိုတုံးကြည့်ပါပြောချင်ပါတယ်ပြီးတော့အတိသွားနာနေတဲ့သူတွေဆိုရင်တော့အမြန်ဆုံးတုံးကြည့်ပါဒီ smile သွားတိုက်စေကိုပေါ့နော်ဒီသွားတိုက်တဲ့ကတော့ကျွန်တော်တို့အညစ်အကြေးကသွားကြားရှိမှာသွားကြားမှာရှိတဲ့အညစ်အကြေးတွေကိုသူအစုံထိရှင်းထောက်ပေးနိုင်ဖို့လိုအပ်တယ်ဒီသွားတိုက်တဲ့သူကပျော့ပြအောင်တယ်သူအရန်ပျော့တယ်သွားလည်းမနာဘူးတိုက်ပြီးတော့သွားလည်းမနာဘူးတွေးလည်းမထွက်ဘူးเนาะကျွန်တော်တို့အသားထိတ်ဝင်တချို့သွားတိုက်တဲ့ဆိုတွေးထွက်တယ်เนาะသူကတွေးမထွက်ဘူးဘလောက်ပဲပေါ့သူကပို့တဲ့ခြံကြရင်သူ့ကိုပို့တဲ့ခြံပို့နေတဲ့မဲအောင်မတိတ်ကွာအဲ့လောက်ပြော့တယ်ပေါ့နော်ကဲဒီသွားတိုက်စင်းနဲ့သွားတိုက်တန်လို့ချင်းတို့ချင်းကျွန်တော်ဒီမှာလာစတယ်လို့ရတယ်မေးမြန်းလို့ရတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်တန်းကိုစောတယ်